မိုင်းညူညင်ရဲ့လူကြီးတိတ်နိုင်ရေစိတ်အနာရွာတကားမှခုံကြားကျေလောင်စီးကြိုဟောင်းသောဖိုးမောင်လာပြီးစူကြသည်ဟောင်းတန်ရက်၍ထက်ကျက်ပေါ်လာအတန်မာကညခါ9000မောင်ဖိုးမောင်သည်ရွာတောင်ချောင်းကပြန်ခဲ့ပြီဖိုးမောင်တန်ကြားကင်းသမားကတကားကြီးအောင်မလွယ်ပေါက်ကိုတရောက်ဝင်သာဖွင့်လိုက်ပါတော့ရာတွင်အုပ်ဆောင်ဝဲတချောင်းနှင့်ခါဆောင်ကိုကိုင်းငါပလိုင်းကိုလွယ်တိုင်းပြီးလျင်ရွာကိုဝင်သည်လူဝင်လေလားတစီလားတစီမကြောက်မွေမကြောက်ပဲတယောက်သေးပြီးညစ်မောင်တွင်၌သူလီငါးရှာမကြွေးပါကထိုရွာသူသားလူအများတို့ငါးစုငါးစိန်ငတ်ပေလေဆောင်းတည၌ချမ်းမြစိန်အေးလာချမ်းကွေး၍ရွာဘေးကြည်ပြက်မှောင်နဲ့နဲ့မှဇီးခွက်ကအော်တောက်တဲ့ကြောစဉ်ရွာပေါ်လွမ်းအောင်ကုန်ကြားဟောင်းသည်ဖိုးမောင်လာချိန်ပါတကားသူဖြစ်တော်ညာခါတပါးတို့တကားဝင်လို့သူမဆူပဲမောင်းကိုထူပါလူစုပါဟဲ့ရွာကိုဘေးမှကာကွယ်ကြလော့ဓမြငါအားဖမ်း၍ထား၏ဟုစကားမစိုးဟိဟော်တုံးတွင်ဒိုင်းတုံးတိန်တန်ရွာလုံးညံသည်ချောင်းရံပဲ့တင်ထက်တတ်သည်ဖိုးမောင်နီကိုဤတွင်ဆုံးလဲရွာလုံးစိတ်တွင်ဖိုးမောင်ဝင်၍ပဲ့တင်ထက်ကဟိလျက်ပါတဲ့ဘဲခါမစိုးစီးလင့်ကြိုတို့မိုင်ညိုညင်းရဲ့လူကြီးတိတ်၌ရေစိတ်အနာရွာတကားမှခုတ်ကြားကျဲလောင်ရမ်းရောင်ဟောတော့ရမ်းရောင်ဟောင်းတော့ဖိုးမောင်လာပြီးစူသေးပြီ